အရဟံကိလေသာအပူကင်း၍ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူပါသောမြတ်စွာဘုရားတမ္မာတန်ဖိုးသောလုံးစုံသောတရားတို့ကိုမဖောက်မပြန်ကိုယ်ပိုင်ဉာဏ်ဖြင့်မှန်ကန်စွာသိမြင်တော်မူပါသောမြတ်စွာဘုရားဝိဇ္ဇာရှရဏတမ္ပံသောမျက်စိနှင့်တူသောအသိဉာဏ်ဝိဇ္ဇာခြေတော်နှင့်တူသောအချင်းစရဏတရားတို့ဖြင့်ဤစုံတော်မူပါသောမြတ်စွာဘုရားသူကတော်တတ္တဝါတို့ဟာအကျိုးများကြောင်းဥမှန်သောစကားကောင်းကိုသာမျက်ရွှေတော်မူပါသောမြတ်စွာဘုရားလောကဝိတုလောကအလုံးကိုသိမြင်တော်မူပါသောမြတ်စွာဘုရားနှုတ်တော်ပုရိသဓမ္မတာရတိဆုံးမရသောတတ္တဝါတို့ကိုကိလေသာကင်းရင်ကျေးခြင်းသို့ရောက်အောင်ဆုံးမတော်မူရာ၌အတုမရှိအမြဲဆုံးဖြစ်တော်မူပါသောမြတ်စွာဘုရားတတ္ထာဒေဝမနုဿာနံတန်တရားခီးသွားတတ္တဝါအများတို့၏စီသွားခေါင်းဆောင်ကြီးဖြစ်တော်မူပါသောမြတ်စွာဘုရားဗုဒ္ဓသစ္စာလေးပါးအမှန်တရားတို့ကိုယ်တိုင်လည်းသိမြင်တပါးသူတို့ဟာလေသိစေတော်မူတတ်ပါသောမြတ်စွာဘုရားဘဂဝါပြုကျင့်ခဲ့သောပါရမီတော်နန္ဒတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်သောဂုဏ်ဖြာဖြာတို့ဖြင့်ကောင်းစွာဂုဏ်လုံးဤပြည့်စုံတော်မူပါသော